အခမ်းအနားအစီအစဉ်တစ်ခုမှာအဲ့တော့ကြွားရောက်လာတဲ့ဆရာတခင်တွေများလာရင်စိတ်အညစ်ဆုံးကတော့အခမ်းအနားမှုပဲဆရာတွေဘယ်လိုနေရာချထားပေးမလဲပေါ့အဲ့တော့ကျွန်တော်လည်းအချိန်နဲ့နော်အခြေအနေကိုကြည့်ပြီးကျွန်တော်တရားဟောတာနဲ့ဆိုင်ရင်ကျွန်တော်အနည်းငယ်မတ်ရှောတာပေးဖို့ရှိမတ်ရှောတာကဘာလဲဆိုတော့ပညာရေးတိုးတက်ရေးအများစုကပြောကြတယ်ဆရာတို့တွေကျောင်းကြီးတွေအများကြီးရှိပါလေနဲ့ကျောင်းသေးတွေမို့လို့ပေါက်လာတယ်ဘာဖြစ်လို့လဲဒါလည်းအကြောင်းရှိတယ်အဲ့ဒီမှာလည်း RAS တွေအများကြီးရှိတယ်အဲ့ဒါတွေကို fast လုပ်လိုက်လို့လည်းမရနော်အဲ့တော့ဆန္ဒရှိတဲ့သူနော်စတေတာရှိတဲ့သူတွေရှိကြတယ်အသီးသီးရှိကြတယ်ဒါပေမဲ့လည်းကိုယ့်ရဲ့ရည်ရွယ်ချက်တွေကိုဖော်ဆောင်ဖို့အတွက်ဆိုတာကနော်တည်ရှိနေတဲ့နေရာတိုင်းမှာအကောင့်ထဲပေါ်လို့မရတာရှိတယ်အဲ့တော့အာလင်တွေကဆုံးဖြတ်ကြတယ်များသောအားဖြင့်လူငယ်အာလင်တွေပေါ့ဂျက်ဘာလည်းရှိတော့ဆုံးဖြတ်ကြတယ်အဲ့တော့ငါတို့တိုးတက်နဲ့အောင်မြင်လေးဖြစ်အောင်နော်တပိုင်တနိုင်လေးငါတို့ဆောင်ရွက်ကြမှာပဲပူပေါင်းပြီးအဲ့လိုနဲ့ပေါ်ပေါက်လာတဲ့ကျောင်းတွေများပါအဲ့တော့ကျောင်းတစ်ကျောင်းတိုးတက်ဖို့ဆိုတာကHazrat Allama Ibrahim Balyawi rahmatullahi alayhi Darul Uloom Deobandရဲ့Sadr Mudarrisin လည်းဖြစ်တယ် Sheikhul Hadith လည်းဖြစ်တယ်ကျောင်းတစ်ကျောင်းတိုးတက်ခြင်းနဲ့အလုပ်သုံးခုလုံးတဲ့နံပါတ်1ကဘာလဲဆိုတော့အဓိကအခြေခံကြपढ़ाने वाला उस्ताद बाइस्तेदाद हो तेने से इस्तेदाद शिया अरोमा वैदी चाउं टोटा नहीं तेने से आगा इस्तेदाद शिया में ये चैंपियन मु शिया मशीन अरी चाउं मा नो टोटा बारे लो प्योला रे खा जाएပြောတဲ့လောက်မတိုးတတ်နိုင်နော်သူကိုယ်တိုင်မသိရင်သူဘာတင်မလဲနော်ဒါကကျောင်းတွေမှာမသိတဲ့ဆရာတွေများတယ်အဲ့ဒီသဘောပြောတာမဟုတ်ဒါပေမဲ့ရွေးချယ်ရမယ်အခန်းကဏ္ဍတစ်ခုပြောတာဒါကျောင်းသားမိဘတွေရောပဲဖြစ်ဖြစ်နော်အဲ့တော့ကျောင်းရဲ့အုပ်ချုပ်သူပဲဖြစ်ဖြစ်အဓိကကြည့်ရမှာနော်အမန်တာခူဇူနာဒီနအလ်အလ်မူဒီန်इल्म सुरा दीन में बरू रहेगा यूने ले चीज सियालाइन छोने डबे ले छोमा बे ना दागा मैंने जगह बे सियाये चीनी रियू चिया ना अरो ना टकुगा वाले सुरा निसाब अच्छी हो न्योना ने ले काउया ना न्योना ने दे आउ दे ना आलूंगा बगेगी तोता ने ले को न्योना काအစင်းင်းတင်ထားမှုမရှိဘူးဆိုရင်လည်းပဲကျောင်းတိုးတက်ဖို့မရှိညွန်းနှမ်းလည်းကောင်းရအောင်နောက်တစ်ခုကဘာလဲဆိုတော့နော်တော်လာဘာမဟနတီဟိုကျောင်းသူတွေကျောင်းသားတွေလည်းပဲကြိုးစားတတ်အောင်တင်ပေးရမယ်ကိုကနေကိုဒီခေတ်ကျောင်းသားတွေမကြိုးစားဘူးကြိုးစားတတ်အောင်တင်ပေးရမယ်လမ်းပြရမယ်လမ်းကျင့်ပေးရအဲ့ဒီ၃ချက်ပြည့်စုံရင်အဲ့ဒီကျောင်းတိုးတက်နော်အဲ့ဒီ၃ချက်ပြည့်စုံမယ်ဆိုရင်အဲ့ဒီကျောင်းတိုးတက်မယ်ကျွန်တော်တို့ရက်ကွက်တွေရွာတွေမှာနော်ကျောင်းတွေများလာတယ်ဒါပေမဲ့ရက်ကွက်ရဲ့အခြေအနေရက်ကွက်သားတွေပိုသိတာပေါ့နော်အဲ့ဒီတိုးတက်လာတာနဲ့အမျှအဲ့ဒီတိုးတက်ကျောင်းတွေများပြားလာတာနဲ့အမျှဘာကြောင့်များပြားလာတာလဲဆိုရင်အတိုက်ခံတွေများတယ်လို့ပြောကြနော်ကျွန်တော်တို့လည်းတွန်းတိုက်ဆိုရင်ကြိုက်တာပဲနော်အဲ့တော့အဲ့ဒီအတိုက်ခံမှာဖိုက်တာတစ်ခုတော့ရှိတယ်အကြံဆိုင်တိုးတက်အောင်ကြိုးပမ်းမှုနော်အဲ့ဒါဆိုရင်ဖိုက်တာရှိတယ်ဒါပေမဲ့ရေရှည်အတိုက်ခံမသွားရရေရှည်အတိုက်ခံသွားတယ်ဆိုရင်စုပ်ယုတ်တယ်နော်အဲ့ဒါကြောင့်ပူးပေါင်းဆောင်ရွက်ဖို့လမ်းကြောင်းတွေရှာရနော်ဘာလို့လဲဆိုတော့အခုရေဝါတရောမှာဆရာ10ယောက်ရှိတယ်ဘာအစ်တေတာနော်ဒီ10ယောက်က9ယောက်ခွဲမဲ့အစား10ယောက်လုံးတနေရာထဲမှာဆိုရင်တနေရာထဲမှာပြီးတယ်တနေရာထဲမှာပို့တိုးတက်တယ်နော်အဲ့တော့ရေရှည်သွားမဲ့စီမံကိန်းမှာဆိုရင်ပူးပေါင်းဆောင်ရွက်ပြီးသွားတာအကောင်းဆုံးပါပဲအဲ့ဒီမှာအတိုးတက်ဆုံးကိုမြင်ရမယ်
နော်ဒါပေမဲ့အတိုက်ခံမှာဖိုက်တာမရှိဘူးလားဆိုတော့ရှိတယ်အဲ့ဒီအတိုက်ခံတွေမှာနော်ပြုပြင်ပြောင်းလဲမှုနဲ့တိုးတက်မှုဆိုတာရှိတယ်အဲ့တော့ရက်ကွက်တွေထဲမှာဟာဖီဇီကုရ်အာန်ကျောင်းတွေအာလီမာကျောင်းတွေဘောလီကျောင်းတွေများလာတာကောင်းတယ်ဘာကြောင့်ကောင်းလဲသိလားအဲ့တော့အဲ့ဒီကျွန်တော်တို့ရဲ့နေ့တူက24နိုင်ကိုစဉ်းစားကြည့်ကျမ်းမြတ်ကုရ်အာန်ဘယ်တရက်မှာဘယ်နှချိန်လမ်းဖြစ်လဲကျွန်တော်ကိုယ်တိုင်တော့ဖကြပြီးတစ်ချက်လမ်းဖြစ်မဲ့အလုံးတိတ်များတယ်စာကြည့်ရမှာများတယ်ဆိုရင်တစ်မျက်နှာလောက်ပဲဖတ်ဖြစ်တယ်နော်ဒါပေမဲ့ဒီကျောင်းနေရှိခြင်းအဖြစ်မနဲ့မိုးလင်းကနေမိုးချုပ်ဒီကုရ်အာန်ရဲ့တေလာဝတ်ရှိနေတယ်ဒါဖိုက်တာပဲအဲ့ဒီတေလာဝတ်နဲ့ဒီရက်ကွက်မှာဘာရကတ်ဖြစ်မဲ့ဒီအဲ့ဒီကျောင်းသားတွေကျောင်းသူတွေရဲ့အိမ်မှာဘာရကတ်ဖြစ်နော်ဘာကြောင့်လဲဖရစ်တာတွေလာနာတောင်းတာဟုတ်ဖရစ်တာတွေဘာကြောင့်လာနာထောင်ပြောရင်တော့အစမ်းကြီးဖြစ်မယ်ဂျေဘရာအီလ်အလိုင်ဆမ်ကလွယ်ပြီးကျန်တဲ့ဖရစ်တာတွေတဖ်ဆီရ်အရာပြောပြတဖ်ဆီရ်ကျမ်းတွေအရာကုရ်အာန်မဖတ်တတ်ဘူးဖရစ်တာတွေကုရ်အာန်မဖတ်တတ်ဘူးဂျေဘရာအီလ်အလိုင်ဆမ်ကိုအလ္လာဟ်ဆုဘဟာနဟူဝါတအာလာကကျမ်းမြတ်ကုရ်အာန်ရဲ့နူဇူလ်အကြောင်းကံနဲ့ဂျေဘရာအီလ်အလိုင်ဆမ်ကိုကျမ်းမြတ်ကုရ်အာန်ဖတ်တတ်ခွင့်ပေးတာအဲ့တော့ဖရစ်တာတွေလာရောက်စုယုံပြီးနားထောင်တယ်အဲ့ဒီမှာဆလာမတ်တွေရဟမတ်တွေဘရကတ်တွေကြနော်အဲ့တော့အဲ့ဒီကျောင်းသူတယောက်ကျောင်းသားတယောက်တိုးတက်ဖို့အတွက်ကအဓိကမိန်းကဘယ်လိုလဲလို့မေးရင်တချို့ပြောမယ်ကျောင်းသားပြောမယ်တချို့ပြောမယ်သူတို့တင်တဲ့ဆရာပြောမယ်ကျွန်တော်ပြောမယ်မိဘကျွန်တော်ပြောမယ်မိဘဘာကြောင့်လဲကျောင်းသားဘလောက်ပဲကြိုးစားကျောင်းသူဘလောက်ပဲကြိုးစားဆရာအစ်ဘ်ဟဂျရလိုတင်လာပါစေအိမ်ရောက်တဲ့အခါမှာတရက်တည်းနဲ့ပြတ်လိုက်တယ်ဆရာတွေကဖုန်းမကင်နဲ့ဖုန်းမတုံးနဲ့ဟိုဟာမလုံးနဲ့ဒီဟာမလုံးနဲ့ဖိဖိစီစီကျောင်းမှာပါပန်တီနဲ့အိမ်ရောက်ရင်မိဘတွေကတတော်ရဟမ်တလွဲရဟမ်လို့ခေါ်တယ်အဲ့နော်တပတ်လုံးကတားတဲ့စာချက်လာတဲ့စာဖတ်လာတဲ့ပြင်မနဲ့ဖုန်းပေးလိုက်တဲ့နော်တချို့ကျောင်းသားတွေကစိုက်ကဲတောင်းဆိုတယ်နော်အဲ့ဒါဆိုရင်ကဘာပေါ်မှာပညာရှင်တွေဆိုတာမိုးလိုပေါက်နေမှာပေါ့ပညာရှင်ရှားတယ်ကျောင်းသားနဲ့စိုက်ကဲနဲ့မဆိုင်ဘူးကျောင်းသားနဲ့ဖုန်းနဲ့တကယ်တမ်းဆိုတော့မဆိုင်တာနော်စာဖတ်တဲ့အခါမှာအိမ်ငိုက်နေတယ်စာမှာအာယုံမရဘူးအာယုံမလာဘူးအဲ့ဒါအိမ်ရောက်ပြီးတရက်တည်းပြတ်လိုက်တာဟဇရတ်ဘာယဇ်ဘူစတာမီရာဟမတ်တူလာဟီအလိုင်တော်ကြီးကျယ်တဲ့ပညာရှင်သူတော်စင်ကြီးအမေကျောင်းတက်အဲ့ဒါဘာပြောအပ်လဲတလားဆရာတဲ့နော်ပြီးမှပေးပြန်တဲ့ဘယ်အချိန်ပြီးတာလဲဘယ်အချိန်ပြီးတာနှစ်ပြီးသွားမှပေးပြန်ခိုင်းတာမဟုတ်နော်စနတ်ပါတခါတဲ့ဘာအလင်ဘာအမလ်အဲ့ဒီအစင်ရောက်မှအိမ်ပေးပြန်ခိုင်းတာအဲ့တော့ကြာလာတော့အိမ်ပြန်ခြင်းနဲ့အမေကိုလွမ်းတယ်နော်အမေနဲ့တူနေတယ်အမေနဲ့တူစားတယ်အတူသွားတယ်အတူအိတ်တယ်နော်အမေကိုချစ်လိုက်တဲ့သားနော်အဲ့တော့အိမ်ပြန်ခြင်းနဲ့ဆရာကလည်းမိဘကိုကြိပေးထားတယ်ပေးပြန်လို့ကမရပေးပြန်လို့မရဘူးဆိုတော့ဒါဆိုရင်လည်းမင်း3ရက်စာချက်တဲ့နော်3ရက်စာတထိုင်နဲ့စာချက်ဖတ်ပြတဲ့ဒါမဖြစ်နိုင်ဘူးသူတအားတော်တယ်နော်အဲ့ဒီသူတော်တဲ့အစွန်းဆုံးအခြေအနေတစ်ခုရဲ့3စပေးလိုက်တယ်ဟဇရတ်ဘာယဇ်ဘူစတာမီရာဟမတ်တူလာဟီအလိုင်3ရက်စာတထိုင်နဲ့ဖတ်ကြရောဟာဆရာကလည်းပေးထားတဲ့ဂရီနဲ့အိမ်ပေးပြန်ရအိမ်ရောက်တော့နော်ဟိုခေတ်ဒီခေတ်လုံးမမဟုတ်တာကုန်းကြောင်းပေါ့ဟိုလဲရောက်ရောအိမ်တကားခောက်တယ်ညာကြီးမိုးချုပ်အပြင်မှာလဲခက်ခိုက်တုံးချမ်းနေတယ်နော်အဲ့တော့တကားခောက်တဲ့အမရဲ့တားလာပြီးတကားလေးဖွင့်ပါအောင်ဘယ်လိုလဲနင်းမာလလောက်လဲမဟုတ်ဘူးအမေကိုလွမ်းတဲ့စိတ်ကကျွန်တော်မထိန်နိုင်ဘူးအမေရဲ့မျက်နှာလေးတစ်ချက်ကြည့်ခြင်းနော်မင်းချက်ချင်းပြန်ကြောင်းပြန်ငါမြင်ချင်တဲ့မျက်နှာကဒီအခြေအနေမဟုတ်ဘူးဒီအချိန်ခါမှာနင့်မျက်နှာကဒီပုံစံနဲ့မြင်ချင်တာမဟုတ်ဘူးနော်အဲ့တော့နောက်ဆုံးအမေရဲ့မျက်နှာလေးပဲတစ်ချက်ပြလိုက်ကျွန်တော်တကယ်မနေဘူးထမင်းလည်းမစားဘူးအိမ်မှာရေလည်းမချိုးဘူးပတ်စံလည်းမတောင်းဘူးချက်ချင်းဒီညာကြီးမိုးချုပ်ကျွန်တော်ပြန်မယ်အမေပဲနော်ချစ်တာပေါ့သားကလည်းတောင်းဆိုတာအမေရဲ့မျက်နှာလေးပဲမြင်နေတာပြပါတို့ပေမဲ့လည်းပဲ
မိဘအဲ့လိုစိတ်မာတဲ့အတွက်ကြောင့်ကလေးပညာတတ်နော်ကလေးပညာတတ်တာနော်ကဘာကျော်အားလင်တပ်စီမှာကြည့်မလားနော်ဟဒီစ်မှာကြည့်မလားနော်တဆောဝတ်မှာကြည့်မလားဘယ်အခမ်းအနားမှာကြည့်မလဲအဲ့လိုအခြေအနေဖြစ်ခဲ့တာအနောက်ကနေပံ့ပိုးတဲ့အဲ့ဒီမိဘကြောင့်နော်မိဘကအဲ့လိုတာဝန်ခံလဲဖြစ်တယ်လို့မိဘကသတိလဲသတိရပညာလိုချင်အခုနာကိစ္စတွေကိုတော့ဆွန့်လို့ရမှာနော်ပညာလိုချင်အခုနာကိစ္စတွေတော့ဆွန့်လို့ရမှာပဲပညာသင်ပေးရနော်ပညာကိုလည်းဘယ်လိုသင်ပေးရမှာလဲနော်ပညာသင်တဲ့ကာလကလည်းရှေ့တယ်ကွနော်ဘက်ကလူတယောက်က10နှစ်လောက်မှနော်ကျောင်းနေရတယ်အသက်20လောက်မှဝဖားဖြစ်ဖို့တက်တယ်မှာရှိမှဆိုကျောင်းမှာပဲကုန်သွားမယ်ကျောင်းမှာပဲကုန်သွားမယ်ဆိုတော့အဲ့ဒီဇင်ဒဂီတစ်ခုလုံးယူလိုက်တာကျောင်းအဲ့ဒီကျောင်းကမပြုတ်ပြင်ပေးဘူးဆိုရင်ဒီကျောင်းကတရခံပြတ်မှာပဲနော်ဘာကြောင့်လဲကျွန်တော်တို့ကျောင်းတွေကိုမာဒရီအီလ်မီလို့ခေါ်တယ်ကျောင်းနေကာလကျောင်းသားဘဝကျောင်းနေကာလကိုမာဒရီအီလ်မီဆိုတာပါလေနော်အေးလင်းတင်ယူစည်းဘူးတဲ့အမိဝိုင်းရဲ့ကာလနော်ဘာကြောင့်အဲ့လိုပြောတာလဲဘာကြောင့်ပြောလဲဆိုတော့အဲ့ဒီသားသမီးတယောက်ကရင်လွေးတယောက်ကမိခင်ရဲ့ဝမ်းထဲမှာလွယ်ထားတဲ့နော်ဒီရင်လွေးကိုဝန်ဆောင်ဒီကိုဝန်တွေကဒရေသားကဘိုက်တဲမှာမရွတ်မပိုင်ရင်အပြင်ထွက်လိုက်ရင်မရွတ်မပါဘူးမွေးလိုက်ဘိုက်တဲမှာလက်မပါခဲ့ရင်မွေးလိုက်ရင်လက်မပါဘူးဘိုက်တဲမှာခြေထောက်မပါရင်မွေးလိုက်ရင်ခြေထောက်ပဲပါမလဲအဲ့ဒါကြောင့်သူ့ရဲ့ဇင်ဒဂီကိုပြုပြင်ပေးဖို့ကဟဲ့ဒီကျောင်းရဲ့ဇင်ဒဂီအဲ့ဒီကျောင်းရဲ့ဇင်ဒဂီမှာကျွန်တော်တို့မပြုပြင်ပေးဘူးဆိုရင်ဇင်ဒဂီရဲ့အချိန်တော်တော်များများကြာအဲ့ဒါတွေဖြည့်ဆွတ်ဖို့အတွက်ကတချို့ကမောက်တာရတယ်ဖြည့်ဆွတ်ခွင့်ရတယ်တချို့မရတော့အဲ့ဒါဆိုရင်ဘယ်လိုတရခံပြက်လဲနော်အဲ့ဒါကြောင့်ကျွန်တော်တို့ဂျာမေအာတွေပဲဖြစ်ဖြစ်မဒရဆာတွေပဲဖြစ်များလေကောင်းလေပဲနော်များလေရဟမတ်ရှိလေပဲတို့ပေမဲ့လည်းပဲဖိစည်းနဲ့နော်အခုနပြောတဲ့နီလန်းအပေါ်မှာနော်အားလုံးပူးပေါင်းဆောင်ရွက်ပြတော့နေအကောင်းဆုံးသောအခြေအနေတစ်ခုကိုနော်ဖန်တီးနိုင်ပါစေလို့ကျွန်တော်အနေနဲ့ရင်တဲ့အသေးသေးကနေစုမွန်တော်အပြုရင်ကျွန်တော်ရဲ့ပြောကြားခြင်းအစီအစဉ်ကိုနေကုန်းချောအပ်ပါတယ်ဝါခရူတာဝါနာအလ်ဟမ်ဒူလ illah ရောဘီလာ